အားလုံးပဲမင်္ဂလာပါ 1K Cooking Blog Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့မြန်မာရိုးရာမုတ်တစ်ခုဖြစ်တဲ့ရွှေကြည်စနစ်မကင်းလေးကိုလုပ်ပြပေးမှာပဲဖြစ်ပါတယ်ပထမအဆုံးအနေနဲ့ရွှေကြည်ပေါ်မှာဖြူဖို့အတွက်ဘိန်းစီလေးနည်းငယ်ကိုထည့်ပြီးတော့လှော်ပါမယ်လော်တဲ့နေရာမှာမီးအေးလေးနဲ့ပဲ2မိနစ်3မိနစ်လောက်လော်ပေးရပါမယ်လော်ထားတဲ့ဘိန်းစီလေးတွေအညူရောင်လေးတန်းလာပြီးအနံလေးမှုလာပြီးဆိုရင်တော့ရပါပြီဘိန်းစီလေးလည်းစင်းနေဖြစ်သွားပြီဆိုတော့မုတ်စားလုပ်ပါမယ်မုတ်စားလုပ်ဖို့အတွက်ရွှေကြည်မို့300 g လောက်သုံးထားပါတယ်ရွှေကြည်မို့300 g လောက်ကိုတေရိုးလေးထည့်ပြီးတော့မီးခက်အေးလေးနဲ့5မိနစ်ခန့်လောက်တေချာလေးလော်ပေးရပါမယ်ရွှေကြည်စနစ်မကင်းထိုးတဲ့နေရာမှာမုတ်သားလေးအနှဲငယ်ကြည့်ချင်နေဆိုရင်တော့ဂျုံမုတ်လေးထည့်ပြီးတော့လုပ်လို့ရပါတယ်လော်ထားတဲ့ရွှေကြည်မုတ်လေးတွေအခုမြင်ရတယ်လို့ပဲအနီညူအောင်လေးတန်းလာတဲ့အထိကိုလော်ပေးရပါမယ်လော်ထားတဲ့ရွှေကြည်မုတ်လေးလည်းအနီညူအောင်တန်းလာပြီဆိုတော့မိခဏပိတ်ထားလိုက်ပါမယ်ပြီးရင်နှုတ်စိမ်းထည့်ပါမယ်ကျွန်တော်ကတော့နှုတ်စိမ်းကို 380 ml ပူတပူလောက်သုံးထားပါတယ်အုံလို့ထည့်ပါမယ်အုံလို့900 ml လောက်သုံးထားပါတယ်ဒီနေရာမှာအုံလုံးနဲ့တမတ်တဲ့လူတွေဆိုရင်တော့ short ထည့်နိုင်ပါတယ်ပြီးရင်တခြားထမင်းစားဆုံး15စွန်းလောက်ထည့်ပါတယ်ထောပတ်ထမင်းစားဆုံး4စွန်းထည့်ပါတယ်စီထမင်းစားဆုံး3စွန်းထည့်ပါတယ်စားလက်ဖက်ရည်စွန်း1စွန်းထည့်ပါမယ်ပြီးရင်ကျုံနှလုံးကိုခောက်ထားတာလေးထည့်ပါမယ်ပေါင်ပစ္စည်းတွေလည်းအလုံးထည့်ပြီးသွားပြီဆိုတော့မီးလေးဖွင့်ပြီးရွှေကြည်မုတ်လေးနဲ့အရသာလေးနှံသွားအောင်တေချာလေးမွေပေးရပါမယ်ဦးတဲ့ရွှေကြည်မုတ်လေးတွေကအခဲလေးတွေဖြစ်နေတယ်လို့ယူဆိုင်ပြီးတေချာလေးခြေပြီးမွေပေးရပါမယ်ကျွန်တော်ကရွှေကြည်မုတ်ထိုးတဲ့နေရာမှာတကြားကို15စွန်းသုံးနေဆိုပေမဲ့လည်းရွှေကြည်မုတ်ကတိတ်မချိုးပါဘူးတကယ်လို့ကိုကချွတ်ချွတ်စိမ့်စိမ့်လေးစားခြင်းနဲ့ဆိုရင်တော့တကြားကိုထိထပ်ပို့ပြီးထည့်ဖို့လိုအပ်ပါတယ်ရွှေကြည်မုတ်ထိုးလာတာတကူလိုမျိုးရေးစစ်ပြီးတော့လုံးဝခြောက်သွားတဲ့အထိကိုထိုးပြီးနေရပါမယ်ထိုးထားတဲ့ရွှေကြည်မုတ်လေးလည်းရေလျှောက်သွားပြီဆိုရင်တော့ခုနကလောက်ထားတဲ့ဘိန်းစီလေးအနေငယ်ကိုထည့်ပြီးတော့နှံ့ဆက်သွားအောင်တေချာလေးမွေပေးရပါမယ်ထည့်ထားတဲ့ဘိန်းစီလေးလည်းနှံ့ဆက်သွားပြီဆိုတော့မုတ်စားဖို့အတွက်ပုံစံခွက်ထဲကိုထည့်ပါမယ်မုတ်ထည့်တဲ့နေရာမှာမုတ်သားလေးကိုခဏခဏလေးဖြီးပြီးထည့်ပေးရပါမယ်တကယ်လို့ခဏနာလေးပြမထည့်မိဘူးဆိုရင်မုတ်လေးရဲ့နေရာမှာမုတ်သားလေးတွေကဖွာပြီးတော့ကြေသွားတတ်ပါတယ်မုတ်လေးကလည်းအစင်းနေပြီဆိုတော့ဘိန်းစီလေးဖြူဖို့အတွက်ခုနကကြံတဲ့နှုတ်စိမ်းလေးအနည်းငယ်ကိုဖြူပေးပါမယ်ထည့်ထားတဲ့နှုတ်စိမ်းလေးတွေကိုမျက်နှာပြင်အနှံ့ပြန့်သွားအောင်ဇွန်လေးနဲ့တေချာလေးဖြန့်ပေးပါမယ်ပြီးရင်တော့အစင်းလေးလော်ထားတဲ့ဘိန်းစီလေးတွေကိုမျက်နှာပြင်အနှံ့ဖြူပေးပါမယ်ပြီးရင် air fryer ထဲထည့်ပြီးတော့250 ဒီဂရီဆယ်စီယပ်လောက်နဲ့15မိနစ်ခန့်လောက်ပို့ထားပေးပြီးဝင်ရပါပြီဒီလိုဆိုရင်တော့ရတာချွတ်ချွတ်အီလေးနဲ့ဆက်လုပ်ကောင်းမယ်မြမရိုးရမုတ်တစ်ခုဖြစ်တဲ့ရွှေကြည်စနစ်မကင်းလေးရတော့စနစ်ဖြစ်သွားပါပြီကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုစွန့်တိကြည့်ရပေးကြတဲ့တယောက်ချင်းဒီတိုင်းကိုထူးမြင်ကြည့်သူတင်ရှိပါတယ်ဗ
ဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်တော့ကျွန်တော်ရဲ့ YK Cooking Blog Channel လေးကို like and subscribe လုပ်သွားပေးဖို့လည်းမမေ့ပါနဲ့နော်